ဒီနေ့စပင်သစီကြမယ်ချောင်းစုံတရားဘလူးကျွန်းတရားနော်အဲ့ဒီတရားပေါ်ကျွန်တော်ဘလူးကျွန်းသွားကြမှာပေါ့ဘလူးကျွန်းစီရောက်အောင်စပင်စီရမယ်မနေ့စောစောသွားမယ်ဒီနေ့ကရာသီတုလည်းရမ်းသားရတယ်အေးလည်းအေးနေပြီပေါ့နော်ကျွန်တော်တို့ဘလူးကျွန်းကိုရောက်ဖို့အတွက်အိမ်ကနေ15မိနစ်20လောက်ပဲစီးရပါတယ်ဘလူးကျွန်းဘက်ကရောက်တော့လဲပေါ်နေချင်းရှုခင်းလေးအရန်သားရပါတယ်ဒီတန်လွင်မြစ်ရလည်းအရန်ကိုကြည့်လို့ကောင်းတာပေါ့နော်မော်ဒီပြီးတော့လန်းဆန်းဆိုပြီးနေအောင်ဘယ်ကနေစနေလဲဆိုတော့ကျွန်တော်တို့ဒီဈေးကြိုဆန်နှန်းဈေးကြိုခြံကြီးစုကနေပြီးတော့စနေသွားပါတယ်ဆန်ကြီးစုကနေစနေတော့ကျွန်တော်တို့အောင်စပူလန်းလို့ခေါ်တဲ့ဒီဟာလန်းနေသွားတယ်အခုဆိုဖရားရောက်နေပြီဖရားကနေပြီးတော့တီတိမြန်ဖရားပေါ့နော်ဖရားကနေပြီးတော့ဟိုအောက်ဘက်ကျန်ဆင်းသွားပါတယ်ငါးကန်ရောက်မှာပါနော်ငါးကန်ရောက်ပြီးလို့ရှိရင်ငါးကန်ကနေပြီးတော့ဘယ်ကျွေးကွေးလိုက်ပြီးဘယ်ကွေးပြီးလို့ရှိရင်မှဒီကြောက်မီရွေးရုံ sorry မုတ်ပုံပဲသွားတာပေါ့နော်ဒါမုတ်ပုံလမ်းသွားနေပါတယ်မုတ်ပုံကနေပြီးတော့ကျွန်တော်တို့ဒီမုတ်ပုံဖရားရောက်မှာပေါ့နော်မုတ်ပုံဖရားအရှိနာမှာဆိုမုတ်ပုံဖရားရောက်ပါပြီဒါဆိုမုတ်ပုံဖရားနေပြီးတော့ညာချိုးလိုက်လို့ဒီအဝိုင်းကိုသွားမှာဖြစ်ပါတယ်အဝိုင်းတဲကနေပြီးတော့ဘလူးကျွန်းကိုသွားမှာဖြစ်ပါတယ်ဒါဆိုညာချိုးလိုက်ပြီးအဝိုင်းရောက်မယ်အဝိုင်းရောက်ပြီးအဝိုင်းတဲနေပြီးတော့တရားပေါ်တက်တော့မယ်ဒါကတော့ချောင်းစုံတရားလို့ခေါ်တဲ့ဘလူးကျွန်းတရားပေါ့နော်တရားပေါ်မှာအရန်တာရတယ်အရန်လှပတယ်ဒီတရားဆိုရင်တန်လွင်မြစ်ကိုဖြတ်ပြီးတော့စောက်ထားတယ်မော်လမြိုင်ကနေပြီးတော့မုတ်ပွန်ရက်ကနေပြီးတော့ဒီချောင်းစုံဘလူးကျွန်းကိုနော်ဖြတ်ပြီးတော့စောက်ထားတယ်တရားပေါ်မှာလည်းအရန်ကိုလှပတယ်အရန်ကိုတာရတယ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာနောက်ထပ်ဆက်ပဲစီးတာလေးနောက်ထပ်အသီးပလီလေးတွေပြန်ပြီးတော့သင်ပြီးသွားမှာပါကျေးဇူးပါဘိုင်ဘိုင်မင်္ဂလာပါ